ဒီနေ့တော့ပိုင်ထန်းတော်ထဲမှာဘာရှိလဲပေါ့နော်ပိုင်ထန်းတော်ထန်းရည်ဆိုင်မှာဘာရှိလဲတွက်ကြည့်ပါမယ်သူကဝင်လမ်းမှာတော့သူကတောက်ရီဝတွေတန်းစီထားတယ်ဒီဘက်ချမ်းတော့ဆိုင်ကန်းတွေပေါ့နော်ခင်းထားတယ်ဒါဆောင်းစီတညက်တွေဂျင်းတညက်တွေခုံရတယ်ဒါတော့ဈေးတိုင်းလို့ဖြစ်နေတယ်နော်ဟိုးကအဆုံးထိပေါ့အာလူကြော်လေးရတယ်သူကြောက်ဘရောင်းနဲ့နီးတော့ကြောက်ဘရောင်းကအာလူကြော်ပေါ့နော်အဲ့ဒါလည်းပိုင်ထန်းတော်ထဲမှာရပါတယ်ဒီဘက်နားမှာတော့ကျွန်တော်ပြားရည်တွေလည်းရတယ်ပြားရည်တွေချာရောထားရတယ်ပေါ့နော်အဲ့ဒါလည်းရှိတယ်ပကံညောင်းပုံးရည်ကြီးလည်းရှိတယ်ဒီနားမှာဆာပေါ့နော်ဒီဘက်ကတော့ဝါးနဲ့ရက်ထားတဲ့တောင်းတွေပလုံးတွေဖားတွေချင်းလုံးတွေအကုန်ရပါတယ်ချင်းလုံးတွေလည်းရှိတယ်ချင်းလုံးရှိတယ်ချင်းဝင်လေးရှိချင်းဝင်ကတော့အလှပေါ့နော်ဒီတိုင်းမရဘူးနောက်အခုနောက်ပိုင်း digital တွေသုံးနေတော့ချင်းလုံးလည်းရောက်တယ်ချင်းလုံးဝယ်ပြီးတော့ဟိုးနောက်မှာချင်းခတ်တဲ့ကွင်းရှိပါတယ်ချင်းခတ်တဲ့ကွင်းမှာတော့ချင်းတော့ခတ်လို့ရတယ်ဒါတော့ပလိုင်းလေးပေါ့နော်အညာလေးထည့်လို့ရတယ်ဒါကတော့ပိုင်ထန်းတော်ရဲ့ဒီစားတော့ဆိုင်သူကတဲကြီးပေါ့နော်အဲ့မှာမှာစားလို့ရတယ်စပွဲတိုင်းမှာတော့မောင်းလေးတစ်လုံးရှိတယ်လူခေါ်ခြင်းနဲ့ဆိုရင်မောင်းလေးကိုထုလိုက်ရတယ်ဒါကတော့သူတို့စားစရာတွေထွက်တဲ့နေရာပေါ့နော်မုံဟင်းကားတို့ပြီးတော့အရောက်အတုပ်တို့ငုံကြက်ကြော်တို့ကြော်စုံတို့ပုံရပါတယ်ဟိုဘက်မှာလည်းဖတ်မင်းရတယ်ဒီဘက်ဆိုင်ကန်းတွေရဲ့နောက်မှာဒါတော့သူ့ဆိုင်ရဲ့အကျယ်ကြီးပြဒါတခုတော့ရှိတယ်အဲ့မှာဟိုထိုင်ကတော့ကျင်းပြီးတော့စပွဲကတော့နည်းနည်းသေးနေလို့ခံစားရတယ်ဘုံကျော်တပွဲမှာရှိတယ်ဒါတော့ကျွန်တော် family ပါတော့ဒီဆိုင်ရဲ့နောက်မှာလည်းဒီခီးသွားတွေနားနေဖို့အတွက်ကားပါကင်တွေလည်းလှုပ်ထားပြီးကျယ်ကြီးတွေပေါ့နော်ကျယ်ကြီးလှုပ်ထားပြီးတော့ဒါကတော့ပကံကြောင်ဦးသွားမယ်ဆိုရင်ခီးထောင်နားလို့ရတယ်ဒါလေးတွေကတော့ရှုံးနဲ့လှုပ်ထားတဲ့ရုပ်ဆိုင်လေးပေါ့နော်အဲ့ဒါလည်းရှိတယ်ဟိုးဘက်မှာတော့တာကွင်းနဲ့လှုပ်ထားတဲ့ကလေးကစားဖို့အတွက်ဒန်းပေါ့နော်ဒါကတော့ချစ်သူလမ်းခွဲပေါ့ရှောက်ပူမယ်ရှူပေါက်မယ်ပေါ့အဲ့နေရာလေးပေါ့ဒီနေရာတော့ပြန်စုံမဲ့နေရာလေးပေါ့ဒါလေးလည်းရှိပါတယ်ဒါတော့သူတို့နှခါလင်းကန်းတွေရှိတယ်နားနေဖို့တဲ့ဝါကလထန်လေးရှိတယ်ဟိုးဘက်မှာလည်းအဆောင်လေးတက်ရှိရဗျကလေးကစားကွင်းဆိုလည်းဟိုးအနောက်ထဲမှာတော်တော်လေးလှုပ်ထားတယ်မခက်လေးရိုက်ပြလို့မခက်လေးဒါကတော့ထုတ်စီးမြမယူကထုတ်စီးတိုးတဲ့ကွင်းပေါ့နော်ဒီမှာထုတ်စီးတိုးလို့ရတယ်ချိုးတွေကတော့ကစားရတဲ့နေရာရှိတယ်ဒီနေရာကတော့ဒါကလေးအိတ်တဲ့နေရာလေးပေါ့ခက်ပုံစံလေးပြင်အောင်ပေါ့အဲ့လေးလည်းတော်တော်မိုက်ပါတယ်ကျွန်တော်ရမုံမြို့မှာမတွေ့ရတဲ့ဟာလေးဝိုင်းကတော့ဒါချင်းကွင်းဖြစ်ပါတယ်ချင်းကွင်းကတော့ချင်းကတ်တဲ့လူတွေကတော့တော်တော်လေးစင်ပြေပါတယ်ဒါကတော့ကျွန်တော်အညာစတိုင်းဘုံကျဲတဲ့နေရာလေးပေါ့နော်ဒီလောက်ပါပဲ